ဦးလေးကျွန်တော်တို့နေစဉ်ဘဝကိုတေချာလေးပြန်စဉ်းစားကြည့်အောင်ဗျာမနေ့အိပ်ရနိုးတာနဲ့လူတွေကလက်ကောက်ဝက်မှာစမက်နာရီလေးတွေပတ်ထားကြတယ်လေအေးဟုတ်ပါတယ်အခုဆိုတော်တော်များများပတ်လာကြတယ်ရှင်ဟုတ်တယ်ဗျာနေ့လက်စားဆိုင်ရင်လည်းကယ်လိုရီဘယ်လောက်ပါလဲပရိုတင်းဘယ်လောက်ရလဲဆိုတာကိုတေချာတွက်ချက်စားတော့ကြတယ်ညနေဆိုရင်လည်းအချိန်ပေးပြီးအားကစားရောက်သွားတယ်ယောဂလုပ်ကြတယ်ပေါ့ဒါပေါ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကိုတော်တော်လေးဂရုစိုက်လာကြတယ်မှန်ပါတယ်ကျွန်တော်တို့တွေကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးခန္ဓာကိုယ်ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်လာရင်အင်ဘတာမကိုစိတ်ဆက်သေးချကြတယ်လေဒါပေမဲ့အဲ့လိုခန္ဓာကိုယ်ကိုတန်ကြပ်ကအင်ကြီးဝတ်ထားတယ်လို့မျိုးဘယ်လိုပြောမလဲတေချာကာကွယ်ထားတဲ့လူတစ်ယောက်ခါကာလပေးနေတဲ့ချိန်အနောက်ကနေကောင်းဟုံးအရှိကြီးအတီးခံလိုက်ရတာဖြစ်ဖြစ်ပေါ့ဗျာအာဟုတ်ပဲလမ်းဖို့ကဒေါတာတွေပေါ့လေဟုတ်တယ်ရှင်အတိအကျပဲဒါမှမဟုတ်အလုတ်ခွင်မှာလုတ်ဖို့ကင်ဖတ်တယောက်ယောက်ကအထင်ပေးတဲ့အကြည့်မျိုးနဲ့ကြည်သွားတာဖြစ်ကြုံလိုက်ရပြီဆိုပါစို့ဗျာအဲ့ဒီလိုအသေးမွှားလေးတွေနဲ့စပြီးအဲ့ဒီလူရဲ့တနေကုန်စိတ်အခြေအနေကလုံးဝပျက်စီးသွားပြီးပောက်ကွဲသွားတတ်တယ်ဟုတ်တယ်ရှင်စိတ်ကအယမ်းကိုလွယ်လွယ်နဲ့ထိခိုက်သွားတတ်ကြတယ်ဆိုတော့ကျွန်တော်တွေးမိတာကကျွန်တော်တို့တွေဟာခန္ဓာကိုယ်အတွက်တန်ချက်ကအင်ဂျီတွေထူထပ်စွာဝတ်ဆင်ထားပေမဲ့စိတ်ပိုင်းဆိုင်ရာမှာတော့လေတိုက်ရင်တောင်လေကျသွားနိုင်လောက်တဲ့အထိနုနယ်လုံးနေကြသလားလို့ပါအဲ့ဒီနိုင်ရင်ချက်ကအယံကိုထိမိပါတယ်ရှင်ခန္ဓာကိုယ်ဆိုတာကမျက်စိနဲ့မြင်ရတဲ့ရုပ်ဝတ္ထုဖြစ်နေတော့လေဖျားနိုင်ရင်ချက်ချင်းတည်တဲ့ဒဏ်ရာရရင်တွေးထွက်လာတာကိုမြင်ရတယ်လေဟုတ်တာပေါ့မြင်တာတယ်ဗျာအဲ့တော့ရောကျူးဆက်ရမယ်ဆိုတာကိုကျမတို့ဦးနောက်ကအလိုလိုသိနေတာပေါ့ရှင်ဒါမဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေလောကတိုင်းရဲ့ရိတ်ခတ်မှုတွေကြတော့မျက်စိနဲ့မမြင်ရဘူးလေမမြင်ရတဲ့အတွက်ပြုပြင်ရမယ်လေ့ကျင့်ရမယ်ဆိုတာကိုလုံးဝမေ့လျော့နေတတ်ကြတယ်ဒါကြောင့်မို့လို့ဒီနေ့မှာစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုတွေကိုဘယ်လိုတိဆောက်ကြမလဲဆိုတာကိုအဓိကထားပြီးဆွေးနွေးသွားမှာပါအထူးသဖြင့်ဘဝကိုတည်ငြိမ်လာပါစွာဖြတ်တန်းနိုင်မှုအတွက်နေ့စဉ်ဘဝမှာစိတ်ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုအပေါ်ရမဟုတ်ပဲတေချာလေးခွဲခြားစိတ်ပြကြည့်ကြတာပေါ့ဗျာကောင်းပါရှင်ဒီနေရာမှာပါချုဆရာတို့ရဲ့တရားတော်တွေမှာလမ်းညွှန်ထားတဲ့အနိတာရတွေကိုအခြေခံပြီးလေ့လာသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာဆွေးနွေးမှုမစတင်ခင်အရေးကြီးတဲ့အချက်တစ်ခုကိုယင်ပြောချင်ပါတယ်ရှင်အခုကျမတို့လေ့လာမယ့်အကြောင်းအရာတွေကိုတရားတော်တွေကနေလာတာမို့လို့ဘာသာရေးတက်ပဲဆိုပြီးအကန့်အသတ်ပေါင်းနဲ့ထည့်မလိုက်စေချင်ပါဘူးဘာရေးတစ်ခုတည်းလို့မမြင်စေချင်ဘူးပေါ့အနှစ်သားတွေကိုစူးစမ်းကြည့်လိုက်ရင်ဒါဟာလူစားတိုင်းရဲ့ဦးနောက်အလုံးလုံးပုံစိတ်ခံစားမှုတဘာဝတွေကိုနားလည်ပြီးလက်တွေ့အသုံးချနိုင်တဲ့အလော်နက်ဆိုင်တဲ့စိတ်ပညာရဲ့တစ်ခုဒါမှမဟုတ်လက်တွေ့ဘဝနေထိုင်နေတတ်တနာတစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ရှင်တိမ်မှန်တယ်ဗျစိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းရဲ့အကြောင်းလက်တွေ့မဆွေးနွေးခင်မှာအဲ့ဒီလေ့ကျင့်ခန်းတွေကိုဘာကြောင့်မဖြစ်မနေလုပ်ဖို့လိုအပ်တယ်လဲဆိုတော့အခြေခံအကြောင်းရင်းကိုအရင်ဆုံးရှင်းဖို့လိုမယ်ထင်လဲဟုတ်ကဲ့အဲ့ဒီအကြောင်းရင်းကတော့ရှောင်လွှဲလို့မရတဲ့လောကဓာတ်ဆိုတဲ့ຢာပဲဖြစ်တယ်ဗျလောကဓာတ်ဆိုတာဘာသာရေးစကားလုံးတဲ့မဟုတ်ပဲလောကကြီးရဲ့လေပတ်နေတဲ့တဘာဝအမှန်တရားလို့နားလည်ထားပါတယ်ဒီအချက်ကိုနည်းနည်းတော့ထပ်ပြီးဖြန့်သွေးပြပါလားခင်ဗျလောကဓာတ်ဆိုတာကိုအယူရှင်းဆုံးဘာသာပြန်ရရင်လောကကြီးရဲ့အပြောင်းလဲတဘာဝများလို့ခေါ်လို့ရပါတယ်ရှင်ရရှိခြင်းနဲ့ဆုံးရှုံးခြင်းချီးမွမ်းခံရခြင်းနဲ့ကဲ့ရဲ့ခံရခြင်းစင်ရခြင်းနဲ့ချမ်းသာခြင်းကြော်ကြားခြင်းနဲ့နာမည်ပြည့်ခြင်းဆိုတဲ့တွင်တွဲနေတဲ့အစွန်းတရားတွေပေါ့ရှင်နေ့စဉ်ကြုံနေရတဲ့အရာကြီးပဲနော်ဟုတ်ပါတယ်ရှင်ဒီနေရာမှာအရေးကြီးဆုံးမှတ်သားရမယ့်အချက်ကဘဝမှာဘလောက်ပဲပညာတက်နေပါစေဘလောက်ပဲအာဏာရှိနေပါစေဒီအပြောင်းလဲတွေကိုဘယ်သူမှဘယ်တော့မှရှောင်လွှဲလို့မရဘူးဆိုတဲ့အချက်ပါပဲဆိုတော့ကအလုံးနဲ့သက်ဆိုင်နေပေါ့ဒါပေါ့ရှင်ကဘာပေါ်ကအချမ်းသာဆုံးဘီလီယံနာသူသေးကြီးမှလည်းသူအစင်တဲ့သူဆုံးရှုံးမှုဆိုတဲ့လောကဒဏ်ရှိတယ်လမ်းဘေးမှာနေရတဲ့သူမှလည်းရှိတယ်ဘယ်နိုင်ငံသားဘယ်လူမျိုးဖေးပါပါကိုယ်ကိုယ်သူပဲဖြစ်ဖြစ်ဒီသဘောတရားကိုတော့တညီကြီးခံစားကြရတာပါပဲဒါဟာလူသားအလို့ပေါ်လွှမ်းမိုးထားတဲ့ဥပဒေတစ်ခုဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်ခေါင်းထဲကိုချက်ချင်းရောက်လာတဲ့မိခွန်းတစ်ခုရှိတယ်ဗျကျွန်တော်တို့တွေကနေ့စဉ်ဘဝမှာအလုပ်အကင်တွေစီးပွားရေးတွေအတွက်ဆိုရင်9နှစ်စာ10နှစ်စာစီမံကိန်းတွေအတိအကျဆွဲတတ်ကြတယ်လေအိမ်ဝယ်ရင်အိမ်အတွက်အာမခံဝယ်တယ်ကားမောင်းရင်အန်ဒီကင်းအောင်ခါပတ်ကြတယ်ဟုတ်ကဲ့ကျိုးတင်ပင်စင်မှုတွေလောက်ကြတာပေါ့ဟုတ်တယ်ဗျဒါပေမဲ့လူတိုင်းမလွဲမတွေ့ကြုံတွေ့ရမယ်အခုနကပြောရဲ့ဘလို့မှရှောင်လွဲလို့မရတဲ့လောကဓာတ်အတက်အကျတွေစိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေအတွက်ကြတော့ဘာကြောင့်ကြိုးတင်ပင်စင်မှုတွေမလုပ်တတ်ကြတာလဲဗျဘာကြောင့်ကျွန်တော်တို့ရဲ့စိတ်တွေကအဲ့လိုအထိအကာအကွယ်မေ့ချင်နေရတာလဲအဲ့ဒါစိတ်ပညာမှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့လူတွေရဲ့သဘာဝတစ်ခုပါပဲရှင်လူတွေကလေငွေကြေးချမ်းသာလာရင်ယာရုကြီးလာရင်င
ငါဘဝလုံခြုံသွားပြီလို့မာယွန်းစွာယုံကြည်တတ်ကြတယ် အော်အပြင်ပန်းအရာတွေကိုအားကိုးတာပေါ့ ဟုတ်ပါတယ်ပြင်ပကရုပ်ဝတ္ထုပစ္စည်းတွေကမိမိရဲ့အတွင်းစိတ်ကိုကာကွယ်ပေးနိုင်မယ်လို့ထင်နေကြတာပါနောက်တစ်ချက်ကစိတ်တက်ကြံ့ခိုင်မှုဆိုတာအတက်ကြီးလာတာနဲ့အမျှအလိုလိုရင့်ကျက်လာမဲ့အရာအတွေ့အကြုံများလာတာနဲ့အမျှတူအလိုလိုဖြစ်လာမဲ့အရာလို့အထင်မှားနေတတ်ကြတယ် အလိုလိုပေါက်လာမဲ့မိုးတပွင့်လို့ထင်နေကြတာပေါ့ဗျာ ဟုတ်တယ်ရှင်တကယ်တော့လုံးဝမဟုတ်ပါဘူးစိတ်တက်ကြံ့ခိုင်တယ်ဆိုတာအုတ်မြစ်ချပြီးတေးကြတိဆောက်ရရဲ့အဆောက်အုံတစ်ခုလိုပါပဲခိုးတိုင်းရည်ရွယ်ချက်ရှိနဲ့စနစ်တကျကြိုးစားလေ့ကျင့်မှသာရနိုင်မယ့်အရာတစ်ခုဖြစ်ပါတယ်ပြင်ဆင်မှုမရှိဘူးဆိုရင်လောကဒဏ်ဆိုတဲ့မုန်တိုင်းဝေလာရဲ့ကအပြင်ဘက်မှာဘလောက်ပဲအောင်မြင်နေပါစီအတွင်းစိတ်ပြိုလဲတော့ဟိုကစက္ကန့်ပိုင်းပဲလိုပါတယ်ရှင် ဟုတ်ကဲ့ဒါဆိုရင်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်တာနဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်တာကိုရှင်းပြီးကြည့်အောင်ဗျာကျွန်တော်တို့ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက်အားကစားရုံကိုတွားပြီးအလေးမှာကြတယ်ကိုယ်ခံစွမ်းအားကောင်းအောင်ဗီတာမင်တွေတောင်းကြတယ်ဒါပေမဲ့စိတ်ကိုကြံ့ခိုင်အောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာအားကစားရုံကြတော့မတွားဖြစ်ကြဘူးလေ မှန်ပါတယ် ကျွန်တော်တွေးကြည့်မိတာကခုကခန္ဓာကိုယ်အားနည်းနေတဲ့သူတယောက်ဟာအဖြစ်ကမိုးလေးနဲ့ဆိုလိုက်တာနဲ့ချက်ချင်းအရေးမိပြီးဖျားနာသွားတယ်မလားအဲ့ဒီလိုပဲစိတ်ပိုင်းဆိုင်ရာခုခံစွမ်းအားမရှိတဲ့သူဟာလေသူတစ်ပါးကဝေဖန်စကားလေးတခွန်းပြောမိုက်တာနဲ့တင်လုံးဝထိခိုက်နာခြင်းပြီးဘာမှဆက်လို့မရတဲ့အခြေအနေမျိုးဖြစ်သွားတတ်တယ်ဗျာဒီတော့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းကဘလို့အလိုလိုတလဲဆိုတာကိုပိုပြီးနက်နက်ရှိုင်းရှိုင်းသိချင်ပါတယ် ဆိုတော့ရုပ်ပိုင်းဆိုင်ရာအားကစားယုံနဲ့စိတ်ပိုင်းဆိုင်ရာအားကစားယုံနိုင်ရှင်းချက်ကိုပဲပို့ပြီးခွဲချင်းစိတ်ဖြာကြည့်ကြဆိုချင်းလူတယောက်အလေးမတဲ့အခါခန္ဓာကိုယ်မှာဘာဖြစ်သွားတယ်လဲဆိုတာကိုကြည့်ရင်တကယ်တမ်းလက်မောင်းကျွတ်သားတွေကြီးလာတာကအလေးမနေတဲ့အချိန်မှာမဟုတ်ပါဘူး အာဟုတ်လားဘယ်ချိန်ကြီးလာတာလဲဗျာ အလေးမလိုက်တဲ့အတွက်ကျွတ်သားမြင့်လေးတွေကအနူးစိတ်ဆုပ်ပြဲသွားတယ်ရှင်အဲ့ဒီဆုပ်ပြဲသွားတဲ့မြင့်လေးတွေကိုခန္ဓာကိုယ်ကအနားယူတဲ့အချိန်မှာပြန်လည်ပြုပြင်တိဆောက်တဲ့အခါကျမှသာကျွတ်သားကအရင်ကတည်းကပူမိုးကြီးမှတောင်းတင်းလာတာဖြစ်ပါတယ်ရှင်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းဆိုတာကလည်းအတိအကျအဲ့ဒီသဘောတရားပါပဲ နေအောင်ဗျစိတ်ပိုင်းဆိုင်ရာမှာအနုစိတ်ဆုတ်ကျဲသွားတယ်ဆိုတာဘယ်လိုမျိုးလဲစိတ်ကိုတမင်တက်တက်ဒဏ်ရာပြေးရမယ်လို့ဆိုလိုတာလားဗျ တနည်းအားဖြင့်တော့ဟုတ်ပါတယ်ရှင်ဒါပေမဲ့အဲ့ဒါကကိုယ့်ရဲ့အတ္တကိုဒဏ်ရာတိတ်တိတ်လေးတွေပေးလိုက်တာပါဥပမာတရားထိုင်တယ်ဆိုတော့ကြည့်အောင်လူတွေကတရားထိုင်တယ်ဆိုတာဘုန်းကြီးเจ้าမှာမျက်စိမိတ်ပြီးအေးချမ်းစွာနားနေတာလို့ပဲထင်ကြတယ် ညာသောအဖြစ်အေးလို့ပဲထင်ကြတယ်ဗျ တကယ်တော့လေတရားထိုင်တယ်ဆိုတာအင်မကန်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာခုခံအားလေးခြင်းခံလုပ်နေတာပါကိုထိုင်နေတဲ့အချိန်မှာခန္ဓာကိုယ်ကနာကျင်လာမယ်စိတ်ကဟိုရောက်တရောက်လွင့်စင်သွားမယ်အဲ့ဒီလိုလွင့်သွားတဲ့စိတ်ကိုငါတိနေတယ်ငါပြန်ဆွဲခေါ်မယ်ဆိုပြီးပြစ္ဆုပန်တဲ့တဲ့ကိုပြန်ဆွဲခေါ်လိုက်တိုင်းကျမတို့ရဲ့ဦးနှောက်ထဲကအာယုံစူးစိုက်မှုဆိုင်ရာကြွက်သားတွေကပိုပြီးတန်မာလာပါတယ်ရှင် ။အော်စိတ်ကိုအတင်းပြန်ဆွဲခေါ်ရတာကို ဟုတ်ပါတယ်ကိုမကြိုက်တဲ့ခံစားချက်ဥပမာခြေတော့နှာကျင်လာတာကိုချက်ချင်းမရွှေ့ပဲတီးခန့်စောင့်ကြည့်နေခြင်းအပြင်ကိုယ့်ရဲ့တက်တောင်တက်တာထမှုကိုဖြစ်စည်းပြီးစိတ်ရဲ့ခံနိုင်ရည်ကိုချက်ထွင်လိုက်တာပါပဲအဲ့ဒါဟာစိတ်ကိုအနုစိတ်တန်ရာလေးတွေပေးပြီးပုံမခိုင်မာအောင်တီးဆောက်နေတာဖြစ်ပါတယ်ရှင် ။အော်သဘောပေါက်ပြီဗျာ။တရားထိုင်တယ်ဆိုတာစိတ်ကိုအလိုလိုက်ပြီးအနာပေးနေတာမဟုတ်ပဲလောကရန်ဆိုတဲ့အလေးတုံးကြီးတဲ့ကိုမတင်နိုင်ဖို့အတွက်အတိတ်တည်းဆိုတဲ့ကြွတ်သားကိုလေ့ကျင့်ပေးနေတာပေါ့နော် ဟုတ်ပါတယ်အတိအကျပါပဲရှင် ။ဒါဆိုရင်နောက်တစ်ဆင့်အနေနဲ့လက်တွေပေါ်ကနီးစင်နေထိုင်မှုမှာတော့ဘယ်လိုလေ့ကျင့်လို့ရမလဲဗျာ။ကျွန်တော်တို့ကအမြဲတမ်းမျက်စိမိတ်ထိုင်နေဖို့ဆိုတာကမဖြစ်နိုင်ဘူးလေ။ကိုယ့်အိမ်မှာကိုနေရင်မိသားစုနဲ့နေရင်လည်းလုံးလို့ရတဲ့လေ့ကျင့်ခန်းတွေရောရှိမလားဗျာ ပြပါတယ်ရှင်အဲ့ဒါကိုလက်တွေ့အကြဆုံးဒီ lunch ကိုအနေနဲ့မန်ခနောစင်ကြီးမှုလှုပ်ချင်းတို့ခေါ်ပါတယ်ရှင်ဒါကနေ့စဉ်ဘဝမှာအချိန်မရွေးလှုပ်လို့ရတဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပါဥပမာတစ်ခုပြောရရင်လူတွေဟာကိုချစ်ခင်ရတဲ့မိသားစုဝင်တွေမိတ်ဆွေနဲ့အတူနေရတဲ့အခါတွေ့တာမှုတွေအများများလာတတ်တယ် တန်ရောစင်နေပို့တွဲလာတာပေါ့ဗျာ ဟုတ်ပါတယ်အဲ့လိုတွေ့တာမှုလွန်ကဲလာပြီလို့သိဖြစ်မိတဲ့အချိန်မှာစိတ်ကိုဒီတိုင်းလွတ်မထားပဲလူဆိုတာတနေ့ကျရင်တော့ခွဲခွာရမှာပဲတေချပေါက်ခွဲခွာရမယ်အချိန်တစ်ခုရှိလာမယ်အဲ့လိုမခွဲခွာရခင်အချိန်လေးမှာငါတို့အချင်းချင်းဘာတွေခေါင်းလာလို့ပေးနိုင်မလဲဘလို့နားလည်မှုတွေပေးနိုင်မလဲလို့ကြိုတင်ပြီးစဉ်းစားဆင်ခြင်တဲ့လေ့ကျင့်ခန်းကိုလုပ်ရပါမယ်ရှင်ဒါကြားလိုက်ရိုးရှင်းပြီးမယ်ဦးနောက်ရဲ့အလုံးလုံးပုံကိုလုံးဝပြောင်းလဲပြနိုင်တဲ့လေ့ကျင့်ခန်းပါရှင် အဲ့ဒီအချက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဗျာကျွန်တော်စဉ်းစားမိတာကတော့ဒါဟာကားမောင်းတဲ့အခါအရေးပေါ် break ပါမပါကြိုတင်စစ်ဆေးတာနဲ့တွားတူနေတယ်စဉ်းစားကြည့်လေဗျာကားစီးကတောင်စင်းလမ်းမှာအချိန်လွန်ပြီး
6ထဲကိုထိုးကြတော့မဲ့အချိန်ရောက်မှာငါကားမှာ brake ပါသလားမပါဘူးလားဆိုပြီးသွားရှာနေလို့မရဘူးလေ ဒါပေါ့ရှင်အဲ့ဒီအချင်းကြမှာရှာလို့ပဲမိတော့မလဲ ဟုတ်တယ်ဗျ brake အလုပ်လုပ်သလားဆိုတာကိုကားမထွက်ခင်ကတည်းကအန်ဒရီကင်းနဲ့အင်ကကားကိုယ်ရုံးထဲမှာကတည်းကကြိုတင်ပြင်ဆင်စစ်ဆေးထားမှတာမန်တကယ်အရေးပေါ်ခြင်းနဲ့ကြုံလာတဲ့အခါအသက်အန္တရာယ်နဲ့ကင်းဝေးနိုင်မှာဖြစ်တယ်လေစိတ်ပိုင်းဆိုင်ရာမှာလည်းပြဿနာတကယ်ကြုံလာမှတကယ်ခွဲခွာရတဲ့အချိန်ရောက်မှာစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားတာက6ထဲကြခါနီးမှာ brake ရှာတယ်လို့ဖြစ်နေမှာပေါ့ မှန်လိုက်တာရှင် ဒါပေမဲ့မကြုံခင်ကတည်းကကြိုတင်လက်ခံထားတာကဘာကြောင့်ပို့ပြီးအန်ဒရယ်ကင်းစေတာလဲဆိုတဲ့တိတ်ပြန်နိကြအကြောင်းပြချက်လေးကိုပို့တိချင်ပါတယ်ဗျာ အဲ့ဒီ break ဥပမာတကယ်ကိုကွက်တီပါပဲရှင်ဒါကိုစိတ်ပညာရှုထောင်နဲ့ဦးနော်အယုံကျော်သိပ္ပံရှုထောင်ကနေရှင်းပြပါမယ်လူတွေရဲ့သဘာဝဟာကိုယ်မနဲ့တက်တင်နာကျင်ရမယ့်ကိစ္စတွေကိုတွေးဖို့အမြဲတမ်းရှောင်လွှဲတတ်ကြတယ်လေအထူးသဖြင့်သေဆုံးခြင်းခွဲခွာခြင်းဆိုတာတွေကိုဆိုလုံးဝမတွေးကျင်ကြဘူး ဟုတ်တယ်လွဲတွေ့လိုက်ကြတာများတယ်ဗျာ အဲ့ဒီလိုရှောင်လွှဲထားတဲ့အတွက်တကယ်တမ်းအဲ့ဒီကိစ္စတွေဖြစ်လာတဲ့အခါဦးနှုတ်ထဲကစိတ်ခံစားမှုနဲ့ကြောက်ရွံ့မှုကိုထိန်းချုပ်တဲ့အမီဒလာဆိုတဲ့အစိတ်ပိုက်ကလုံးဝအလန့်တကြားဖြစ်သွားပြီးအလုံးလုံးပုံဒီကမောက်ကမတ်ဖြစ်သွားပါတယ်ရှင်။ရလက်ကတော့ကြီးမားတဲ့စိတ်တန်ရာရသွားတာပါပဲ။ဒါပေမဲ့ခုနပြောတဲ့တနစ်ခွဲရမယ်ဆိုတာကိုအေးစစ်စစ်ကြိုတင်တွေးတော့တဲ့လိကျင့်ခန်းဟာစိတ်ပညာမှာတော့ထိတွေ့မှုဆိုင်ရာကုထုံးတဲ့အတူတူပါပဲရှင်။ ထိတွေ့မှုဆိုင်ရာကုထုံးဆိုတာကဟုတ်လေကိုကြောက်တဲ့အရာကိုနည်းနည်းချင်းစီထိတွေ့ပေးတာမျိုးလားဗျာ မှန်ပါရဲ့ရှင်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ဥပမာကိုအိမ်အခန်းထဲမှာအေးအေးဆေးဆေးထိုင်နေတဲ့အနာဂတ်မှာမလွဲမထွေကြုံလိုက်ရမယ့်ခွဲခွာခြင်းဆိုတဲ့အမှန်တရားကိုဦးနောက်ကိုနည်းနည်းချင်းစီမိတ်ဆက်ပေးတာပါအဲ့ဒီလိုပုံမှန်လေ့ကျင့်ပေးတဲ့အခါဦးနောက်ကအဲ့ဒီခြေနေအတွက်အာယုံချိုးလန်းကြောင်းတက်တည်တိဆောက်ပေးပါရဲ့ရှင် အော်ကြိုပြီးအသားကြတော့အောင်လုပ်ပေးတာပေါ့ တာပါရှင်ဒါကြောင့်တကယ်တမ်းခွဲခွာရမှုဆိုတဲ့လောကရန်မုန်တိုင်းဝင်လာတဲ့အခါအမီဒလာကအလန်တဇတ်ဖြစ်တော့ပဲအော်ဒီချင်းတွေကလေ့ကျင့်ပြီးသားပဲတိပြီးသားတဘာဝတရားပဲဆိုပြီးတီတီနီနီနဲ့တွန့်ပြန်နိုင်လာပါတယ်ဒါအပြင်အဲ့ဒီလိုကြိုတင်လက်ခံထားခြင်းကအတူရှိနေတဲ့ပစ္စုပန်ချင်းလေးရဲ့တန်ဖိုးကိုပိုပြီးနက်နက်ရှိုင်းရှိုင်းတီးလာစေတဲ့အတွက်ဆက်ဆံရေးတွေကိုပါအများကြီးပုံမကောင်းမလာစေပါတယ်ရှင် တော်တော်လေးကြိုးရှိတာပဲဗျာဒါပေမဲ့ဒီနေရာမှာလူများဆိုတွေးမိနိုင်တဲ့အမြင်တစ်ခုကိုကိုးစားပြီးမြေခွန်းထုတ်ခြင်းတယ်ဗျာအခုလိုမျိုးခွဲခွာခြင်းတွေအိုမင်းခြင်းတွေကိုကြိုတင်တွေးတောနေတာကအရန်ကိုအစိုးမြင်လွှမ်းရမကြောက်လားဗျာ ဘယ်လိုမျိုးအဆိုးမြင်တာလဲရှင် ဥပမာဗျာလူငယ်တယောက်အနေနဲ့တောကြတဲ့ညမှာတငယ်ချင်းတွေနဲ့ပါတီတွားပြီးပျော်ပါရမယ်စားအိမ်မှာထိုင်ပြီးငါလည်းတနေ့အိုးလာမှာပဲအိုချင်းတရားကိုမလွန်ဆန်နိုင်ဘူးလို့ထိုင်တွေးနေမှာဆိုပါဆိုဗျာအဲ့ဒါကနည်းနည်းတော့စိတ်ပြက်စရာကောင်းတယ်ပျော်စရာကိုဖျက်ဆီးတဲ့ကိစ္စကြီးမဖြစ်နေဘူးလားလူငယ်တစ်ပါးမှာပျော်ရွှင်ရမယ့်အချိန်မှာတည်ချင်းတရားတွေအိုမင်းချင်းတွေကိုတွေးနေတာကစိတ်တကြစရာကြီးလို့ထင်စရာရှိနေတယ်လေ အဲ့ဒီလိုထင်တတ်ကြတာတဘာဝပါပဲရှင်ဒါပေမဲ့ဒီနေရာမှာကျမတို့ရဲ့အလွန်အရေးကြီးတဲ့ကွဲပြားချက်တစ်ခုကိုနားလည်ထားဖို့လိုပါတယ်အဲ့ဒါကလို့အစိုးမြင့်ချင်းနဲ့အမှန်တရားကိုလက်ခံခြင်းကြားကကွာခြားချက်ပါပဲအစိုးမြင့်ရဆိုတာကလေဖြစ်လာဖို့မတိချတယ်ဖြစ်ချင်မှဖြစ်မဲ့ဆိုးရွားတဲ့ကိစ္စတွေကိုကြိုတင်စိုးရိမ်ပူပန်ပြီးထိတ်လန့်နေတာပါဥပမာငါအလုပ်ပြုတ်သွားရင်ဘယ်လိုလုပ်မလဲငါလုပ်ငန်းစီးပွားပြတ်သွားရင်ဘယ်လိုလုပ်မလဲငါကိုလူတွေမုံသွားရင်ဘယ်လိုလုပ်မလဲဆိုရမလို့အပ်တဲ့စိုးရိမ်မှုတွေပေါ့ရှင်အဲ့ဒါကတကယ်ကိုစိတ်သက်ကြစရာအင်အားကုန်ခန်းစရာကိစ္စပါ ဖြစ်မလာသေးတဲ့ຢာတွေကိုလှမ်းကြောင်းနေတာကအဆိုးမြင်တာပေါ့ဒါဆိုရင်အိုမင်းချင်းကိုတွေးတာကတော့ဗျာ အမိုးချင်းဖြာနာခြင်းသေဆုံးခြင်းချစ်ခင်ရသူတွေနဲ့ခွဲခွာရခြင်းဆိုတာတွေကချစ်ချင်မှဖြစ်မဲ့အရာတွေမဟုတ်ဘူးလေဘယ်သူမှလွန်ဆန်လို့မရတဲ့လူတိုင်းမလွဲမသွေဂျုံတွေ့ရမယ့်ဇီဝပေဒနဲ့တဘာဝတရားအစစ်အမှန်တွေဖြစ်တဲ့ရှင်ဒါကြောင့်ဒီအရာတွေကိုတွေးတောတာဟာစိတ်ပစ္စရာတွေကိုဖန်တီးတွေးတောနေတာမဟုတ်ပါဘူးတဘာဝအမှန်ကိုရှုမြင်သုံးသပ်နေတာတတ်တတ်တာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့တဘာဝတရားကိုလက်ခံတာပေါ့ ဟုတ်ပါတယ်အမှန်တရားကိုမျက်ကွယ်ပြုခါခြင်းကသာနောက်ပိုင်းမှာပုံမှုကြီးမားတဲ့ဒုက္ခကိုဖြစ်စေနိုင်ပါတယ်ရှင်စိတ်ပညာရပြောရင်အမှန်တရားကိုညှင်းဆန်ထားဖို့အတွက်ကျမတို့ရဲ့ဦးနောက်ကစိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကိုအများကြီးအသုံးပြုရပါတယ်ငါဘယ်တော့မှမအိုးဘူးငါတို့ဘယ်တော့မှမခွဲရဘူးလို့ကိုလိန်ညာနေတာကရဲမှဘောလုံးတစ်လုံးကိုအတင်းဖိထားရတယ်လို့ပဲအချင်းကြလာတာနဲ့အမြပင်ပန်းလာပြီးဖျားတွေများလာပါတယ်ရှင် အော်နားလေပြီဗျာဆိုလိုတာကအရှိတရားကိုရဲရဲဝံ့ဝံ့လက်ခံလိုက်တဲ့အခါအဲ့ဒီညင်းဆန်မှုအတွက်သုံးနေရတဲ့စွမ်းရည်တွေလွတ်မြောက်သွားပြီးစိတ်ကတည်ငြိမ်သွားမယ်ဆိုတဲ့သဘောပေါ့
ခုနလူငယ်ရဲ့ဥပမာကိုပြန်ကောက်ရရင်ငါဒီနေ့အိုလာမှာပဲလို့သိထားတဲ့လူငယ်ဟာပါတီမှာမပျော်နိုင်မှုမဟုတ်ပဲငါရဲ့ဒီနုပျော်မှုဆိုတာအမြဲတမ်းတည်မြဲနေမှာမဟုတ်ဘူးအခုအချိန်လေးမှာပဲရနိုင်တဲ့ຢာဖြစ်တယ်လို့နားလည်သွားတဲ့အတွက်အဲ့ဒီတောက်ချနေညာပါတီကိုအရင်ကတောင်ပိုပြီးတံပိုးထားပျော်ရွှင်နိုင်သွားမဲ့သဘောရှိတယ်ဗျာ အတိအကျပါပဲရှင်အမှန်တရားကိုလက်ခံနိုင်စွမ်းရှိခြင်းကတာလျင်အင်အားအစစ်အမှန်ဖြစ်ပြီးတကယ်စိတ်သက်ကြံ့ခိုင်မှုဆိုတာအဲ့ဒီကနေပဲအစပူတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုခြုံငုံကြည့်မယ်ဆိုရင်နေ့စဉ်ဘဝမှာမိမိတို့ဟာကိုယ်ခန္ဓာကျန်းမာရေးကိုအချိန်ပေးဂရုစိုက်တယ်လို့မျိုးမယ်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့အတွက်လည်းမဖြစ်မနေအချိန်ပေးလေ့ကျင့်ရပါမယ်ရှင် ဟုတ်ကဲ့ပါဗျာ လောကဒန်ဆိုတာဘယ်သူမှရှောင်လွဲလို့ရတယ်ရမဟုတ်ပါဘူးအများတဲ့ဝင်ရောက်လာနေမယ့်အရာပါကိုကဂျူရင်တီဆောက်ထားခြင်းမရှိရင်တင်းငယ်တဲ့ပြောင်းလဲလေးတစ်ခုကအစကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပြိုကျသွားစေနိုင်ပါတယ်ရှင် ဒါဆိုရင်ဒီနေ့ဆွေးနွေးမှုကနေရရှိလိုက်တဲ့အဓိကအချက်တွေကိုပြန်ပြီးအချင်းချုပ်ကြည့်ရအောင်ဗျာမိမိတို့ဘဝကိုလှလှပပတီဆောက်ခြင်းတဲ့အခက်အခဲတွေကြားထဲမှာတီတီငိမ့်ငိမ့်တဲ့ယက်တီခြင်းတွေဆိုရင်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကရွေးချယ်စရာမဟုတ်ပဲမဖြစ်မနေလုံရပဲအရာဖြစ်တယ်ပေါ့ ဟုတ်ပါတယ်ရှင်မလို့မဖြစ်လို့ရမှာပါ အဲ့ဒီလိုလေ့ကျင့်တဲ့နေရာမှာပုံမှန်တရားထိုင်ခြင်းဖြင့်အာယုံစူးစိုက်မှုနဲ့တီးခံနိုင်စွမ်းကိုလေ့ကျင့်တာကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာတွေ့တာမှုများလာရင်ခွဲခွာရမယ့်တဘာဝကိုကြိုတင်လက်ခံစဉ်းစားပြီးထိတွေ့မှုဆိုင်ရာကုထုံတဘောမျိုးလေ့ကျင့်တာပေါ့ဗျာပြီးတော့ဖြစ်လာမယ့်အိုမင်းချင်းနာမကျမ်းဖြစ်ခြင်းဆိုတဲ့တဘာဝတရားတွေကိုအစိုးမြင်စိတ်နဲ့မဟုတ်ပဲအမှန်တရားကိုလက်ခံတဲ့စိတ်နဲ့မှန်ကန်စွာရှုမြင်တာအဲ့ဒီအချက်တွေဟာခက်ခဲတဲ့အချိန်တွေအကြက်တဲကြုံလာရတဲ့အချိန်တွေမှာမိမိကိုယ်ကိုကာကွယ်နိုင်မယ်အကောင်းဆုံးသောကာကွယ်ရေးလက်နက်တွေဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာခုခံအာဆစ်တန်တွေပဲဖြစ်ပါတယ်ဗျာ မှန်ပါတယ်ရှင်အဲ့ဒီလိုလေ့ကျင့်ထားတဲ့သူဟာလောကဒန်အတက်အကျတွေကြုံလာရတဲ့အခါမှာကြောက်ရွံ့တုန်လှုပ်ခြင်းမရှိတော့ဘဲပြည်ထနာကိုရှင်းလင်းတဲ့ဦးနှောင်းနဲ့မှန်မှန်ကန်ကန်ရင်ဆိုင်ဖြည့်ရှင်းနိုင်ဟန်ရှိတော့မှာဖြစ်ပါတယ်အဲ့ဒါဟာဘဝကိုအကောင်းဆုံးနဲ့အလုံးရှုံဆုံးတည်ဆောက်နေပါပဲရှင် တက်ကောင်းပါရဲ့ဗျဒီတော့ဒီနေ့အစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်အားလုံးကိုဆက်လက်တွေးတော့เสียနောက်ဆုံးမေးခွန်းတစ်ခုချန်ထားခဲ့ကြပါရဲ့ဗျမိမိတို့ဟာအသက်ရှည်ရှည်နဲ့ကြောင်းမစွာနေထိုင်နိုင်ဖို့အတွက်ခန္ဓာကိုယ်ကျန်းမာရေးကိုနေ့စဉ်ဂရုစိုက်ကြတယ်တပတ်ကိုနိုင်ပေါင်းများစွာအချိန်ပေးပြီးအကစားယုံဒီမှာချွေထွက်ခံပြီးလီချင်ကန်ဒီလုံးနေကြတယ်လी ဟုတ်ကဲ့ စားတဲ့အစားအစာတွေကိုလည်းဂယုတစိုက်ရွေးချယ်ကြတယ်ဒါပေမဲ့အဲ့ဒီလိုဂယုစိုက်ထားတဲ့ခန္ဓာကိုယ်ကြီးကလည်းတနေ့ကျရင်ကိုတဘာဝတရားအားရအိုမင်းတော်မှာအထေကြပါပဲဒါဆိုရင်အဲ့ဒီလိုနေထိုင်မဲ့ဘဝတစ်လျှောက်လုံးမှာနေ့စဉ်နဲ့အမျှမလွဲမသွေကြုံတွေ့ရမယ်လောကရန်ရဲ့အပြောင်းလဲလေစိတ်ဖိစီးမှုတွေကိုခိုင်မာတည်ငြိမ်စွာရင်ဆိုင်ကြိုဖြတ်နိုင်ဖို့တော့မနှက်ဖြာမနှက်အိယာနိုးတာနဲ့ဘလို့သိငယ်တဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းမျိုးကို9မိနစ်လောက်အချိန်ပေးပြီးစတင်လှုပ်ဆောင်သွားကြမလဲမိမိရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက်မနှက်ဖြာမှာဘလို့ရင်းနှီးမြုပ်နှံမှုမျိုးစတင်ကြမလဲဆိုတာကိုဆက်လက်တွေ့တော်ကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ဒီနေ့ဆွေးနွေးမှုကိုဒီနေရာမှာပဲရန်နမ်းလိုက်ပါစေဗျ